အားလုံးပဲမင်္ဂလာပါခင်ဗျာနေ့ပညာတွေတိုးတက်လာတာနဲ့အမျှကျွန်တော်တို့ရဲ့ကဘာကြီးဟာရွာငယ်လေးတွေရွာလိုဖြစ်လာပါတယ်2028နောက်ပိုင်းမှာတော့ကဘာကြီးရဲ့သုံးပုံတစ်ပုံအလုပ်တွေကိုလူသားအလုပ်သမားကိုစား AI program တွေကနေရာယူအလုပ်လုပ်ကိုင်လာမှာပါသူတစ်တီတို့ရဲ့သုံးသက်ချက်အရ2036နောက်ပိုင်းမှာ AI နဲ့လူသားကြားကအလုပ်လူပွဲတွေဖြစ်လာနိုင်တယ်လို့ဆိုပါတယ်ဒီနေ့အချိန်မှာ AI ကိုအသုံးချပြီးတော့ content creator အဖြစ်နဲ့social platform ဖြစ်တဲ့ YouTube, Facebook, TikTok ကနေပြီးတော့လစဉ်ဝင်ငွေရာနဲ့ရှည်ရနေကြတဲ့လူတွေလည်းအများကြီးပါပဲဒီနေ့မှာ AI ကိုဗီဒီယိုလောက်ခိုင်းပြီးတော့ဖုန်းနဲ့ဝင်ငွေရှာလို့ရတဲ့နည်းလမ်းကိုအစင်း30နဲ့ရိုးရိုးချင်းချင်းပြောပြပေးမယ်ဗီဒီယိုတစ်ခုကိုကာတွဲမို့တွေပြဖို့ဒီဆော့ဝဲသုံးခုတော့လိုပါတယ် TikTok ထက်ကိုပထမဆုံးဝင်လိုက်ပါ search bar ပေါ်မှာမဲတိုင်းတဲ့ပုံစံတစ်မျိုးမျိုးကိုရိုက်ပြီးတော့ရှာကြည့်လိုက်ပါကျွန်တော်ကတော့ကပေတန်းဆိုပြီးတော့ရိုက်ချထားပါတယ်ဗီဒီယိုကို download ဆွဲလိုက်ပါ SketchUp ထဲကိုဝင်ပါအဲ့ဗီဒီယိုကိုပြန်ထည့်ပါ9 second စီပိုင်းဖြစ်လိုက်ပါခင်ဗျာကျွန်တော်မျှလေးနဲ့ပြပေးထားပါတယ်9 second ဗီဒီယိုကို export ထုတ်လိုက်ပါပြီးရင် down ကိုမတော်ဘဲနဲ့ဒီဘက်ကမျှလေးပေါ်ကတွားလိုက်ပါခင်ဗျာကျွန်တော်ကတော့9 second ဗီဒီယိုတစ်ပုဒ်ပဲပြပေးထားပါတယ်မိတ်ဆွေတို့အနေနဲ့ဗီဒီယိုတွေ9 second ဗီဒီယိုတွေနောက်ထပ်အများကြီးပိုင်းဖြတ်ပြီးတော့ export ထုတ်ပေးလို့ရပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်ထုတ်ထားပါတယ် okay ဒီဗီဒီယိုကြတော့42 second ရှည်တဲ့ဗီဒီယိုဖြစ်ပါတယ်ကျွန်တော်ကတော့အစားအဆုံးမလုပ်ပြတော့ပါဘူးကျွန်တော်9 second 9 second ဗီဒီယိုနှစ်ပုဒ်ပဲကျွန်တော် export ထုတ်ပြီးတော့ပြမှာဖြစ်ပါတယ်ဥပမာအနေနဲ့ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ back key ကိုထွက်လိုက်ပါ Chrome ထဲကိုဝင်ပါ search bar ပေါ်မှာ let's go AI ဆိုပြီးတော့ရိုက်ချလိုက်ပါခင်ဗျာ LENS LAN GO go AI ဆိုပြီးတော့ရိုက်ချလိုက်ပါ enter ခေါက်လိုက်ပါခင်ဗျာ let's go AI ထဲဝင်လိုက်ပါဝင်ပြီးလို့ရှိရင်တော့ထပ်ပြီးတော့မြပြထားတဲ့ဟာကိုဝင်ပါပြီးရင် desktop ပြောင်းပါ desktop ပြောင်းပြီးလို့ရှိရင်တော့ကျွန်တော်တို့ Google နဲ့ဝင်မလား email နဲ့ဝင်မလားကျွန်တော်ကတော့ Google နဲ့ပဲဝင်ပေးလိုက်ပါတယ် Google နဲ့ဝင်ပြီးတော့ကျွန်တော်မှာကအကောင့်ဖောက်ပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီ Google နဲ့ပဲကျွန်တော်ပြပေးမှာပါထပ်ပြီးတော့ desktop အကောင့်ပြောင်းပါ desktop ကိုပြောင်းပေးလိုက်ပါပြီးလို့ရှိရင်ဒီမှာကျွန်တော်မျှအကောင့်တစ်ကောက်ဖောက်လို့ရှိရင် coin 100ရပါတယ်ခင်ဗျာ5 second ဗီဒီယိုတစ်ပုဒ်ကို transfer လုပ်လို့ရှိရင်15 coin ကုန်ပါတယ်။ပြထားတာက5 second ရဲ့30 second ရဲ့60 second ဖြစ်ပါတယ်။ဗီဒီယို transfer လုပ်ဖို့အတွက်ဒီထက်ကိုဝင်ပါ။ပြီးလို့ရှိရင်ပိုင်းထားတဲ့ကျွန်တော်တို့ရဲ့5 second ဗီဒီယိုတွေကိုရွေးလိုက်ပါ။ရောက်လာပါပြီ generate ကိုနှိပ်ပါ။ Okay ဟောဘက်မှာရောက်လို့ရှိရင်ဗီဒီယိုကမျှပြထားတဲ့အတိုင်း generate လုပ်နေပါပြီ။ပုံစံပြောင်းလို့ပြီးသွားပါပြီခင်ဗျာ။ဗီဒီယိုကိုစမ်းကြည့်ပါမယ်ခင်ဗျာ။ Okay ဒီလိုပုံစံနဲ့ဖြစ်သွားပါတယ်ခင်ဗျာ။မရွေးရွေးဗီဒီယိုတစ်ပုဒ်ကိုကာတွန်းဗီဒီယိုနဲ့ဖန်တီးပေးထားတာဖြစ်ပါတယ်။ဆောင်းလို့ကိုဆွဲလိုက်ပါ ဒီ sub ဖြစ်ပါတယ်ခင်ဗျာ။ဒါမျိုးလေးဖြစ်သွားမှာပါ။